သင်အနေနဲ့ကိုယ်နဲ့စိတ်ကျန်းမာရေးအတွက်ဂျင်ဆော့တာ၊ယောဂဆော့တာနဲ့တရားထိုင်တာမျိုးတွေလုပ်ဖို့မအားမလပ်ဖြစ်နေပါသလား။ဒါဆိုရင်တော့ဝေးမကြည့်ပါနဲ့။ဒီနေ့တော့တစ်နေ့ကိုစက္ကန့်60လောက်လှထောက်တာနဲ့ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးသွားပါမယ်။လှထောက်တာကအားကစားလောကမှာဒီနှစ်ပိုင်းအတွင်းကျော်ကြားလာပါတယ်။ဒါကရိုးရှင်းပြီးအကျိုးရှိပါတယ်။လှစားထောက်မယ်ဆိုရင်တိုက်ထိုးတာလိုမျိုးအနေအထားနဲ့စနိုင်ပြီးသင်ရဲ့အလေးချိန်ကိုလက်ဖြံနဲ့လက်ကျက်သားတွေပေါ်မှာအားပြုထားရပါမယ်။ခန္ဓာကိုယ်ကိုခေါင်းကနေခြေထောက်ထိတစ်ဖြောင်းနဲ့ထားရပါမယ်။လှထောက်ခြင်းကအကျော်ကြားဆုံးလေ့ကျင့်ခန်းတွေမှာပါနေတာကအလွယ်တကူအချိန်မရွေးလုပ်လို့ရနိုင်တာကြောင့်လည်းဖြစ်ပါတယ်။ပစ္စည်းကရိယာတွေရှော့ပေးတဲ့လှုပ်ရှားမှုတွေမပါပဲစိတ်ခန္ဓာကိုယ်နဲ့အချိန်10မိနစ်ပဲလိုပါတယ်။အချိန်ကရွှေလိုအပိုးတန်နဲ့ဒီနေ့ကဘာကြီးရဲ့မှာ10မိနစ်ပလက်ထောက်တယ်ဆိုတာကအရင်ကောင်းတဲ့လေ့ကျင့်ခန်းတစ်မျိုးပဲဖြစ်ပါတယ်။ပလက်ထောက်တာကိုဘယ်ချိန်ဘယ်နေရာမှာဆိုလုပ်နိုင်ပြီးအချိန်ကလည်း10မိနစ်ပဲကုန်တာမို့လို့ပါပဲ။ပလက်10မိနစ်ထောက်တာကခန္ဓာကိုယ်ဝမ်းပိုက်ချက်သားတွေပခုံးလက်မောင်းနဲ့ခြေထောက်ကချက်သားအစရှိသဖြင့်ချက်သားအုပ်စုအများကြီးကိုလှုပ်ဆော်ပေးပါတယ်။ဒါကချက်သားတွေတည်ဆောက်ဖို့အတွက်သာမကခန္ဓာကိုယ်ကိုငြိမ်အောင်ထိန်းညှိနိုင်ဖို့လည်းအထောက်အကူပေးပါတယ်။ပြီးတော့ကိုယ်နေဟန်ထားကိုလည်းတိုးတက်ကောင်းမွန်စေပြီးခါနာတာမျိုးကိုလည်းလျှော့ချပေးနိုင်ပါတယ်။ပိုပြီးကျန်းမာတဲ့ခန္ဓာကိုယ်ရဖို့အတွက်လေ့ကျင့်ခန်းတစ်မျိုးနဲ့အများကြီးအကျိုးရှိစေတဲ့အရာလို့ပြောလို့ရပါတယ်။လှထောက်တယ်ဆိုတာကခန္ဓာကိုယ်ချက်ခိုင်မှုအတွက်သာမကစိတ်ဆန်းအားနဲ့လည်းသက်ဆိုင်ပါတယ်။လှအနေအထားမှာ10မိနစ်ခန့်နေဖို့ဆိုတာအာရုံစူးစိုက်မှုရောစိတ်ဓာတ်ကြခိုင်မှုစီကလိုက်နာမှုတို့ကလည်းအရေးကြီးပါတယ်။လှထောက်တာကတရားထိုင်တာလိုမျိုးပဲစိတ်ကြည်လင်မှုကိုရစေပြီးစိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်တာကြောင့်ရှော့ပေးတဲ့ယနေ့လောကကြီးအတွက်လုပ်တဲ့လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုလှထောက်တာကနေစိတ်ကြံမာရေးအတွက်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲကြည့်လိုက်ရအောင်။ရှော့ထွေးပြီးရုန်းကန်နေရတဲ့နေ့စဉ်ဘဝမှာကျွန်တော်တို့ကစိတ်ကြံမာရေးကိုမေ့ထားတတ်ကြပါတယ်။ဒါပေမဲ့ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့အချိန်ပေးမယ်ဆိုစိတ်ချမ်းသာအောင်နေဖို့ကိုလည်းဂရုပြုရပါမယ်။စိတ်ကြံမာရေးကိုဦးစားပေးဖို့ဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုသိရှိတာကိုယ်လုံးနိုင်စွမ်းကိုနားလည်တာနဲ့ကိုယ့်ကိုယ်ကိုဂရုစိုက်တာမျိုးလည်းပါဝင်ပါတယ်။ကိုယ့်ရဲ့စိတ်ကြံမာရေးကခန္ဓာကိုယ်ကျန်းမာရေးလိုမျိုးပဲအရေးကြီးရဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်။ခေတ်အခြေအနေအရနေ့စဉ်ကြုံတွေ့ရတဲ့အခက်အခဲတွေကိုရင်ဆိုင်တဲ့အခါမှာကိုယ့်ရဲ့စိတ်ခံစားမှုကိုကောင်းမွန်နေအောင်လုပ်ဆောင်နိုင်ဖို့ဆိုတာအရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါပြီ။တစ်နေ့ကို10မိနစ်ခန့်လှထောက်တယ်ဆိုတာကလည်းလုပ်ဆောင်မှုသေးသေးလေးလို့ခြေရပေမဲ့ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့စိတ်အာရုံစူးစိုက်တတ်ဖို့ကိုယ့်ကိုယ်နေ့စဉ်သတိပေးနေမယ်အလေးချက်ငောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်10မိနစ်နေ့စဉ်လှထောက်ခဲ့တဲ့အတွေ့အကြုံကိုပြောပြပါမယ်။အစပိုင်းမှာတော့ဒီလို10မိနစ်လေ့ကျင့်ခန်းလုပ်ရုံနဲ့စိတ်ရောကိုယ်ပါကြီးကြီးမားမားပြောင်းလဲမယ်ဆိုတာမယုံကြည်ခဲ့ပါဘူး။ပြီးတော့ဖလက်ထောက်တာကလည်းအစပိုင်းမှာအတော့ကိုခက်ခဲရပါ25စက္ကန့်လောက်ကြာမှတင်တစ်ခုလုံးတုံလာပြီး45စက္ကန့်ရောက်တဲ့အချိန်မှာတော့ဆက်မထောက်နိုင်တော့ပဲရပ်လိုက်ရပါတယ်။ဒါပေမဲ့အရှုံးမပေးခဲ့ပါဘူး။ဒီလေ့ကျင့်ခန်းကအစမှာခက်ခဲမယ်ဆိုတာသိပြီးသားမို့10မိနစ်ပြည့်တဲ့အထိလုပ်နိုင်အောင်လုပ်မယ်ဆိုပြီးဆက်ကြိုးစားခဲ့ပါတယ်။9ရက်မြောက်တဲ့နေ့မှာတော့ပထမအကြိမ်ဖြစ်10မိနစ်ထောက်နိုင်ခဲ့ပါတယ်။အခု၄ဘက်ထောက်ပြီးတဲ့အချိန်မှာတော့10မိနစ်ကိုအဆင်ပြေပြေလုပ်နိုင်လာပြီးနောက်လာမှာ10မိနစ်နဲ့ကြော့လုပ်မယ်လို့ဆုံးဖြတ်ထားပါတယ်။ဖြန့်မို့နေ့စဉ်မှန်မှန်ထောက်ပြီးတဲ့အချိန်မှာတော့စိတ်ရောကိုယ်ပါသိတာစွာပြောင်းလဲပြီးတိုးတက်ကောင်းလာတာသတိထားမိပါတယ်။ခန္ဓာကိုယ်ကအရင်ကထက်တောင့်တင်တတ်မှလာပြီးကျဉ်ဆော့တဲ့အချိန်မှာနဲ့ဘောလုံးကန်တဲ့အချိန်တွေမှာဆက်ဆောက်ရည်တိုးတက်လာဖို့အထောက်အကူပြုပါတယ်။စိတ်လည်းပိုကြည်လင်လာပြီးအလုပ်အပေါ်မှာလည်းပိုပြီးအာရုံစိုက်လာနိုင်ပါတယ်။ဒီလို10မိနစ်လေ့ကျင့်ခန်းလေးကအများကြီးအကျိုးရှိစေမယ်ဆိုတာမယုံနိုင်ကြပါပဲ။အချုပ်အားဖြင့်တော့10မိနစ်လှမ်းထောက်တယ်ဆိုတာတာမန်လေ့ကျင့်ခန်းလေးပဲမဟုတ်ပဲစိတ်ရောကိုယ်ပါကျန်းမာစေနိုင်တဲ့အရာပဲဖြစ်ပါတယ်။ပြီးတော့တစ်ခါတလေမှာပြောင်းလဲမှုကြီးကြီးမားမားဖြစ်ဖို့ဒီလိုအရာသေးသေးလေးတွေကိုပုံမှန်လုပ်သွားလို့လည်းဖြစ်နိုင်တယ်ဆိုတဲ့အကောင်းဆုံးဥပမာပဲဖြစ်ပါတယ်။သင်အနေနဲ့လည်းစိတ်ရောကိုယ်ပါကျန်းမာခြင်းနဲ့ဆိုရင်တော့ဒီနေ့ကစပြီးကိုနိုင်လောက်လှမ်းစားထောက်ကြည့်ဖို့အကြံပြုလိုက်ချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like လုပ်သွားပေးပြီးဒီလိုမျိုးကျန်းမာရေးဗဟုသုတတွေရဖို့ channel လေးကို subscribe လုပ်သွားပေးပါအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ကျေးဇူးတင်ပါတယ်။